လာပါလို့နော်တစ်ဖက်ပြန်ပြီးတော့နှုတ်ဆက်ခြင်းနဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျမတို့ဆက်လက်ပြီးတော့နောက်ထပ်ခေါင်းစဉ်တစ်ခုပေါ့နော်လေ့လာသွားမှာဖြစ်တယ်ဟောပထမတစ်ခေါက်ကတော့ကျမတို့ပြောခဲ့ပြီးပြီခင်မွန်းတဲ့အတွေ့အတွက်ပေါ့နော်အမျိုးသမီးတွေနဲ့ဘယ်လိုမျိုးကောင်းတဲ့အထောက်မှကောင်းဖြစ်ဖို့ဘယ်လိုမျိုးလှုပ်ဆောင်ကြမလဲပေါ့နော်တမန်ကျမ်းစာနဲ့အညီဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာကိုပြောသွားပြီးပြီအခုတစ်ခေါက်ကျတော့ဗာအကြောင်းအရာနဲ့ပတ်သက်ပြီးပြောသွားမလဲဆိုတော့ခင်မွန်းကောင်းဖြစ်ဖို့အတွက်တမန်ကျမ်းစာရဲ့လမ်းညွှန်ချက်ကဘာတွေလဲဆိုတာကျမတို့လေ့လာသွားမှာဖြစ်တယ်။တော့ကျမတို့ခင်မွန်းကောင်းဖြစ်ဖို့တစ်ခါလေ့ကြလို့ရှိရင်ကျမတို့အနေနဲ့လော်ကီစာပေတွေမှာကျမတို့လေ့လာကြမယ်အမျိုးမျိုးပေါ့နော်လော်ကီရဲ့အတွေးခေါ်တွေအမျိုးမျိုးဝင်ကြမယ်ဒါပေမဲ့ကျမတို့ခရိယန်တွေအနေနဲ့ကြာတိတ်ကိုအရေးကြီးတယ်။လော်ကီရဲ့အတွေးခေါ်တွေကတမန်ကျမ်းစာနဲ့မညီညွတ်ဘူးဆိုရင်တင့်အနေနဲ့လိုက်နာဖို့မဟုတ်ဘူး။အဲကြောင့်ခင်မွန်းကောင်းဖြစ်ချင်တယ်ဆိုရင်ကျမတို့ခရိယန်အနေနဲ့ဘယ်ထဲမှာအခြေခံပြီးတော့လိုက်ရှောက်ရမလဲ။တမန်ကျမ်းစာကိုအခြေခံပြီးတော့လိုက်ရှောက်ရမှာဖြစ်တယ်။အဲ့တော့ကျမအနေနဲ့ခင်မွန်းကောင်းဖြစ်ဖို့အတွက်ပေါ့နော်တမန်ကျမ်းစာကဘာတွေအကြံဉာဏ်ပေးထားလဲဘယ်လိုမျိုးလမ်းညွှန်ချက်တွေပေးထားလဲဆိုတာကိုပြောသားမယ်ကျွန်တော်လမ်းညွှန်ချက်တွေအများကြီးရှိတယ်အဲ့ထက်မှကျမအနေနဲ့အနည်းချုပ်ပေါ့နော်12ချက်ထုတ်ထားတယ်ဆိုတော့အဲ့12ချက်ကိုကျမအနေနဲ့မျှဝေသွားမှာဖြစ်တယ်ဆိုတော့ပထမတစ်ချက်ကဘာလဲဆိုရင်အနစ်နာခံပြီးတော့အာတာမဲ့တဲ့ဒီချစ်ချင်းမြတ်တာနဲ့အရင်ဇနီးကိုသင်ချစ်ရမယ်ဒါပထမအဆုံးလိုက်နာရမယ့်အချက်ဖြစ်တယ်အေဖက်ခန်းကြီး9အငယ်25မှာပြောထားလဲအချင်းယောက်ျားတို့လေခရစ်တော်သည်အသင်းတော်ကိုချစ်တော်မူတဲ့ကဲ့သို့သင်တို့လည်းကိုခင်ပွန်းကိုချစ်ကြလောဆိုတော့ခင်ပွန်းနဲ့ကိုဇနီးမယားကိုဘယ်လိုချစ်ရမလဲယေရှုကဘယ်လိုပြောထားလဲဆိုရင်ခရစ်တော်ကအသင်းတော်ကိုချစ်တယ်လို့မျိုးချစ်ရမှာဖြစ်တယ်ဆွလို့အနစ်နာခံတဲ့အချစ်တွေအတားမဲ့တဲ့အချစ်တွေနဲ့ချစ်ရမှာဖြစ်တယ်ဆိုတော့ဘသူကိုပုံစံဥပမာယူပြီးတော့ချစ်ပြရမှာလဲဘယ်လူသားကိုမှအခြေခံပြီးတော့ကျမတို့ကြည့်ရမှာမဟုတ်သူ့ကြည့်ရမှာလဲခရစ်တော်ကိုစံနမူနာထားပြီးတော့အသက်ရှင်ပြမှာဖြစ်တယ်ခရစ်တော်ကအသင်းတော်အတွက်ကားတိုင်းမှာတော့မှအသေးခံပြီးတော့သူအသွေးနဲ့သူရွေးနှုတ်ခဲ့တယ်ဒီလိုပဲအမျိုးသားတွေနဲ့ကိုယ်ဇနီးမယားအတွက်ဆိုလို့ရှိရင်အသက်ဆွန့်လောက်အောင်ချစ်ရမှာဖြစ်တယ်ကိုရဲ့ကိုကြိုးအတွက်ချစ်တာထက်သူ့ကိုသူ့ရဲ့ကောင်းကျိုးအတွက်စဉ်းစားပြီးတော့မှဦးစားပေးပြီးတော့ချစ်ပြမှာဖြစ်တယ်ပြီးတော့လက်တွေ့ကျတဲ့ဆုံးလုံးမှုမျိုးတွေလုပ်ရမှာဖြစ်တယ်တခါလေကြာလို့ရှိရင်ကိုစနီမယားလည်းပဲမောပန်းနေတယ်ကိုလည်းမောပန်းနေရဆိုကိုအနားယူလိုက်တာထက်သူ့ကိုအနားယူခိုင်းတာမျိုးတွေပေါ့နော်ဒါမျိုးလေးတွေကိုကျမတို့အနေနဲ့ခင်ပွန်းတဲ့အနေနဲ့ကြည့်ရမှာဖြစ်တယ်ကိုရဲ့အခွင့်အရေးတဲ့သူ့ရဲ့အခွင့်အရေးကိုကျမတို့ခင်ပွန်းတဲ့အနေနဲ့ဦးစားပေးပြီးစဉ်းစားပေးရမှာဖြစ်တယ်ပြီးတော့အာတာမဲ့စိတ်ထားတွေထားရမှာဖြစ်တယ်တကူကောင်းဆန်တဲ့စိတ်ထားတွေကိုစွန့်ပြရမှာဖြစ်တယ်ဆိုတော့ငါထက်လူမျိုးစကလုံးမျိုးတွေရွေးချက်သုံးသင့်လဲဆိုငါတို့ဆိုတဲ့စကားလုံးလေးပေါ့နော်ဂျေဇုတင်စကားတွေများများပြောပေးရမှာဖြစ်တယ်ပြီးတော့မျောလင့်ချက်မရှိဘဲနဲ့ငါ့ကိုဘာပြန်လုပ်ပေးနိုင်မလဲဆိုရဲမျောလင့်ချက်မျိုးတွေမထားဘဲနဲ့မှအမြဲတမ်းကိုယ်စနီးကိုလုပ်ပေးရမှာဖြစ်တယ်ဆိုတော့ဥပမာအဖြစ်လက်တွေ့ကလေးနဲ့ကျမတို့နဲ့ဘာလုပ်လို့ရမလဲကဲဥပမာသားသမီးငယ်တွေရှိတယ်ကလေးငယ်တွေရှိတယ်ဆိုရင်ကဲโอเคကဲမိမငါကလေးကြည့်လိုက်မယ်နေအနားယူလိုက်အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲသူကြိုက်နှစ်သက်တဲ့အစားအစာကလေးတွေချက်ပေးတာကိုယ့်ရဲ့အကြိုက်တဲ့သူ့ရဲ့အကြိုက်နှစ်သက်တဲ့အရာကလေးတွေပေါ့နော်ဦးစားပေးပြီးလှုပ်ခိုင်းတာပေါ့နော်ဒါမျိုးတွေကိုကျမတို့အနေနဲ့အမျိုးသားတွေအနေနဲ့စဉ်းစားရမှာဖြစ်တယ်လှုပ်ဆောင်ရမှာဖြစ်တယ်ဆိုပြီးတော့သူ့ကိုချစ်ခင်မြတ်နိုးတဲ့စကားတွေလည်းများများပြောပေးရမှာဖြစ်တယ်ကျမတို့အိမ်တော်ရေးမှာတတိထားရမယ့်အချက်ကပါလဲဆိုအာတာနဲ့အခြေခံတဲ့ချစ်ချင်းအားဆိုရင်လဲစားမှုပဲဖြစ်တယ်စစ်မှန်သောချစ်ချင်းမြတ်တာမဟုတ်အဲကြောင့်ဆုံးလို့အနစ်နာခံတဲ့ချစ်ချင်းကသာလင်အသက်ရှင်တဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်တယ်အဲကြောင့်ရှင်သန်နေတဲ့အသက်ရှင်တဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်ခြင်းနဲ့ဆိုရင်ခင်မွန်းတဲ့တွေနဲ့ကိုယ့်ရဲ့ဇနီးမယားအပေါ်မှာအနစ်နာခံပြီးတော့အာတာမဲ့တဲ့အချစ်မျိုးတွေနဲ့ချစ်ပြရမှာဖြစ်တယ်ဒါပထမဦးဆုံးတစ်ချက်ကျမတို့အမျိုးသားတွေနဲ့လိုက်လှုပ်ရမှာဖြစ်တယ်ဒုတိယတစ်ချက်နဲ့နှုတ်ကပတ်တော်ကပြောထားလဲဆိုတော့နှိမ့်ချစွာဖြင့်သူမကိုအလုတ်အကျွေးပြုပါတဲ့ဆိုတော့ကျမတို့မာကုခင်း30ငယ်44နဲ့45မှာပြောထားလဲဆိုရင်တော့လူသားသူတစ်ပါးကိုစေစားခြင်းကမလားဘာလဲဘာတွက်လာလဲသူတစ်ပါးအစေကိုခံခြင်းက၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းက၎င်းကြွလာတည်းဟုမိတ်တော်
တော်မူတယ်လေအဲ့ဒါကြောင့်ခင်ပွန်းတွေနေနဲ့ကိုဇနီးမယားကိုလှုပ်ပေးတယ်ဆိုတဲ့နေရာမှာငါ့အမြအစီခံကြုံလို့တတ်မှတ်လားမသိဘူးထင်နေလားမသိငါအိမ်ထောင်ဦးစီးပဲအိမ်ထောင်ရဲ့ခေါင်းပဲငါ့ကိုလှုပ်ပေးရမှာပေါ့ဆိုတဲ့စိတ်ထားတဲ့စိတ်ထားကိုထားရမလဲဆိုရင်ငါမိမကိုငါဘာလှုပ်ပေးရမလဲခရစ်တော်ဟာကြုံတယောက်အနေနဲ့လာတယ်လို့မျိုးခင်ပွန်းကလည်းကိုဇနီးမယားပေါ်မှာအစီခံတယောက်လိုမျိုးကြုံတယောက်လိုမျိုးလှုပ်ဆောင်ပေးရမှာဖြစ်တယ်ကိုငါနှိမ်ချလိုက်တာငါယောက်ျားတိတ်ခါချလိုက်တာဆိုတဲ့စိတ်ထားမျိုးကိုခင်ပွန်းတဲ့တယောက်အနေနဲ့မွေးမြူရမှာမဟုတ်ဒီလိုစိတ်ထားမျိုးမွေးမြူနေမယ်ဆိုတော့ဒီအရာတွေကလောကီဆန်တဲ့စိတ်ထားတွေဖြစ်ပြီးတော့မှဘုရားအလိုတော်ရှိတဲ့အိမ်ထောင်တစ်ခုကိုတည်နေနဲ့လည်းပဲတည်ဆောက်နိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ခင်ပွန်းတဲ့တွေနေနဲ့တစ်ချက်ပါလောက်ရမလဲဆိုတော့ခရစ်တော်ရဲ့စံနမူနာအတိုင်းကိုစနီမယားပေါ်မှာအလုတ်ကျွေးပြုရမှာဖြစ်တယ်ပြီးတော့လှုပ်ပေးတဲ့အရာတွေမှာအတမပါတဲ့လှုပ်ဆောင်မှုမျိုးတွေလှုပ်ပေးရမှာဖြစ်တယ်ပြီးတော့မှဗာလဲနှိမ်ချတဲ့စိတ်ထားရမှာဖြစ်တယ်ငါမိမထက်ငါပိုများပညာတတ်တာပဲငါမိမထက်ငါပိုသိတာပဲငါယောက်ျားပါပဲဆိုပြီးတော့ယောက်ျားမာနတွေဆိုတာထက်နှိမ်ချတဲ့စိတ်ထားနဲ့မိမိအမားကိုဝန်ခံရတဲ့တတ္တိမျိုးတွေလည်းရှိရမှာဖြစ်တယ်ဥမာအဖြစ်ကျမတို့တစ်ခါလေကြာရင်ဇနီးတွေကခလေးတွေကြီးရှုတဲ့နေရာမှာမောပန်းလိုက်မယ်ချက်ပြုတ်ကြီးရှုအပြင်အလုပ်တွေလုပ်အခုချိန်ခါမှာပေါ့နော်မိမလည်းဝင်ငွေရှားတယ်ယောက်ျားလည်းဝင်ငွေရှားတယ်ဒီနေရာမှာဟိုရှိခေရတော့ဟုတ်တယ်ယောက်ျားတစ်ယောက်ပဲဝင်ငွေရှာလိုက်မယ်အခုချိန်မှာယောက်ျားမိမဝင်ငွေရှာလာတယ်တချို့အိမ်တော်ရေးတွေမှာဆိုရင်မိမဝင်ငွေလည်းရှာရသေးတယ်ပြီးတော့အိမ်အလုပ်ကလည်းအကုန်လုပ်ရသေးတယ်ချက်ပြုတ်အိမ်ဖန်ရှင်ရဲ့အကုန်လုပ်ခလေးရဲ့ဝေယဝိဆလည်းအကုန်လုပ်ရတဲ့အခါကျဒီမျိုးသမီးမှာပျော်ရွှင်တဲ့မျက်နှာဆိုတာမတွေ့ရတော့ဆိုတော့ယောက်ျားတွေကကြတော့ဝင်ငွေတစ်ခုပဲရှာတယ်ခုခေတ်မှာမိန်းမလည်းဝင်ငွေရှာလာရပြီအဲ့တော့အမျိုးသားတွေခင်မွန်းတွေကိုဇနီးမယားတွေမောပန်းပြီးပြန်လာတဲ့ချိန်မှာသူတို့ညနေစာပြင်ပေးဖို့လိုအပ်တယ်ဆိုဒီအလောက်ကနှိမ်ချတဲ့အလုပ်ပဲယောက်ျားအလုပ်မှမဟုတ်ပဲနဲ့ဆိုတဲ့စိတ်ထားမျိုးမထားဘဲနဲ့လုပ်ပေးရမှာဖြစ်တယ်ခရစ်တော်ကသူတစ်ပါးကိုစေခိုင်းဖို့လာတာမဟုတ်ဘူးသူတစ်ပါးရဲ့အစေကိုခံဖို့အတွက်လာတာဖြစ်တယ်အဲဒါကြောင့်ခင်မွန်းတွေနဲ့ကိုဇနီးမယားအတွက်လှုပ်ပေးပါပြီးတော့ဂျေစုတင်စကားကိုများပြောပေးပါကိုဇနီးမယားကလှုပ်ပေးရသေးတယ်ချက်ပြုတ်ပေးရသေးတယ်စားလို့လည်းမကောင်းဘူးအဲလှုပ်တာဘလို့ပုံစံမျိုးတွေနဲ့ဒီလိုမျိုးတွေနဲ့ညီးတွားတတ်တဲ့ခင်ပွန်းတွေလည်းတွေ့ရတတ်တယ်ဒီအရာတွေစားကိုဇနီးမယားကိုလှုပ်ပေးလိုက်ပါဆိုတော့ဒီဇနီးမယားနဲ့ဘယ်လောက်ထိပြောမလဲတိတ်အိမ်ထောင်ကြီးလည်းဘယ်လောက်ထိတာရမလဲဒီအရာလည်းခရစ်တော်လို့ချင်သောအိမ်ထောင်ကြီးတစ်ခုပဲဖြစ်တယ်အဲ့ဒါကြောင့်အိမ်ထောင်ကြီးမှာအာတကြီးတဲ့သူဟာဆိုရင်အိမ်ကိုဖြစ်စီတဲ့သူဖြစ်တယ်လေအာတကြီးရဲ့အမျိုးသားတွေဟာဆိုလို့ရှိရင်အာတကြီးတဲ့ခင်မွန်းတွေဟာဆိုရင်သူ့ရဲ့အိမ်ထောင်ရေးကိုဖြစ်စီနေတဲ့သူတွေပဲဖြစ်တယ်နှိမ်ချတဲ့ခင်မွန်းတွေဟာဆိုလို့ရှိရင်အိမ်ကိုတိဆောက်နေတဲ့သူတွေဖြစ်တယ်အဲ့ဒီဥစ္စာကိုမမေ့ပါနဲ့ဘုရားခင်ပြောထားတဲ့အတိုင်းကျမတို့ခင်ပွန်းတွေကိုဇနီးမယားကိုအလုပ်ကျွေးပြုပါလောကီအမြင်တွေကိုဘေးကိုထည့်ထားပါဒီလောကီအမြင်တွေကတစ်ခါတည်းရန်တိတ်အိမ်ထောင်ရေးကိုပြိုကွဲစေမဲ့အရာတွေပဲဖြစ်မယ်တိဆောက်စေမဲ့အရာတွေမဖြစ်နိုင်ဘူးဆိုတာကိုအမြဲတမ်းသတိရပါသုံးချက်တစ်ချက်အနေနဲ့သူမကိုဂုဏ်ပြုလေးစားပါတဲ့ဆိုတော့ဒီမှာကျမအနီရောင်နဲ့တားထားတဲ့ဟာပဲကျမဖတ်ပြရမယ်နော်ဆိုတော့ယောက်ျားတွေအနေနဲ့မလုပ်ရမလဲဒီပညာနဲ့လျော်စွာကိုခင်ပွန်းနဲ့အတူနေ၍အားနည်းသောသူကိုပြုသင့်သည့်အတိုင်းသူကိုစောင့်မပြုစုကြလောတဲ့တစ်ပေခိုင်း3ငွေ6ကနေ9မှာအကြံဉာဏ်ပေးထားတယ်ဒီအကြံဉာဏ်တွေကဘုရားစီကလာတဲ့အကြံဉာဏ်တွေဖြစ်တယ်လူတွေရေးချင်တယ်လို့လိုက်ရေးထားတဲ့အကြံဉာဏ်မဟုတ်ဘူးအမျိုးသမီးတွေကအားနည်းတဲ့သူတွေဖြစ်တော့အမျိုးသားတွေရဲ့စောင့်မမှုလိုအပ်တယ်ဂုဏ်ပြုလေးစားမှုကိုလိုအပ်တယ်ကျမတို့ကဲဇနီးတွေကိုဂုဏ်ပြုလေးစားမဲ့နည်းတွေကဘယ်လိုလေးလဲကြည့်ကြမယ်ဥမာဖြင့်သူမရဲ့ဇနီးမယားတွေရဲ့တန်ဖိုးကိုအမြဲတမ်းအသိမှတ်ပြုပါဇနီးမယားဆိုတာဘုရားသခင်တင့်ကိုပေးတဲ့ဆုလက်ဆောင်ပဲဖြစ်တယ်ဒီဆုလက်ဆောင်ကိုအမြဲတမ်းတင်တန်ဖိုးထားတတ်ဖို့လိုအပ်တယ်တင်တန်ဖိုးမထားတတ်ဘူးဆိုရင်ဒီဆုလက်ဆောင်ကတင်ဆုံးရှုံးသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်နေ့စဉ်ဆက်ဆံရေးမှာဆိုလို့ရှိရင်လေးစားမှုကိုအမြဲတမ်းပြသပါကိုဇနီးမယားကိုအမြဲတမ်းလေးစားပါပြီးတော့သူ့ရဲ့အမြင်တွေကိုတန်ဖိုးထားပါနဲ့စကားပြောဆိုတဲ့နေရာမှာလည်းဂျေစုပြုရေးဆိုတဲ့ဂျေစုတင်ပါတယ်ဆိုတဲ့စကားကိုမကြပြောပေးပါဟဲ့ငါ့ကိုလှုပ်ပေးသွားပြေအဲ့လိုမျိုးတွေပေါ့နော်တချို့ခင်မွန်းတွေစီကလေးစားတဲ့
စကလုံးတွေထက်ပေါ့နော်အဲ့လိုမျိုးဟိုအမိတ်နဲ့ခိုင်းတာအစေခံကြုံတယောက်ရထားသလိုမျိုးဆက်ဆံတာမျိုးတွေဒါအိမ်ထောင်ရေးတော်တော်များများမှာတွေ့ရတယ်ဆိုတော့ခင်မွန်းတဲ့တွေနေနဲ့တတိထားပါအဲ့လိုလှုပ်ဆောင်မှုတွေမလုံမိဖို့အတွက်တိတ်ကိုအရေးကြီးတယ်ဆိုတော့လက်တွေ့ကျမတို့ခင်မွန်းတဲ့တွေနေနဲ့ဘာတွေလှုပ်ဆောင်ကြမလဲနေ့စဉ်ကိုယ်စနေမယားကိုအနည်းဆုံးချီးမွမ်းစကားပေါ့နော်3ခုလောက်အမြဲတမ်းပြောပေးပါသူရဲ့ကောင်းတဲ့အကြောင်းအရာလေးကိုစဉ်းစားပြီးတော့သူလှုပ်ပေးတဲ့အရာလေးကိုပြန်ပြီးတော့မြင်အောင်ပြီးတော့အမြဲတမ်းစဉ်းစားပြီးတော့သူ့ကိုချီးမွမ်းတဲ့စကားအနည်းဆုံးတစ်ရက်ကို3ခုလောက်ပြောပေးပါပြီးတော့တစ်ခုခုလှုပ်တော့မယ်ဆိုသူစီကအကြံဉာဏ်ကိုလည်းအမြဲတောင်းပါအရေးကြီးတဲ့မိသားစုရဲ့ဆုံးဖြတ်ချက်တွေထဲမှာလည်းပဲသူ့ကိုထည့်သွင်းပါသူ့ရဲ့အမြင်ကိုတောင်းပါသူ့ရဲ့အမြင်ကိုလေးစားပါဗောနော်ကျမတို့အိမ်ထောင်ရေးအတွက်တတိထားရမယ့်အရာပါလဲဆိုရင်ခင်မွန်းတဲ့တွေအနေနဲ့ဒီမှာနှုတ်ကပတ်တော်ကကျမတို့ကိုပြောပြထားတယ်လို့လုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ခင်ပွန်းနဲ့အတူနေပြီးတော့မှသူ့ကိုမာစာတင်တဲ့အတိုင်းပြုစုဆောက်ရှောက်တင်တဲ့အတိုင်းပြုစုဆောက်ရှောက်ရမယ်လို့ဒီမှာအမိန့်ပေးထားတယ်တာလော့ဆိုတာဒါအမိန့်ဖြစ်တယ်ဆိုတော့ဒီအရာကိုမနာခံဘူးဆိုလို့ရှင်သင်ဟာဖျားသခင်ပြောထားတဲ့စကားကိုဖျားသခင်လှုပ်ခိုင်းတဲ့အရာကိုသင်စန့်ကျင်နေခြင်းပဲဖြစ်တယ်အဲဒါကြောင့်ခင်ပွန်းတွေနေနဲ့နှုတ်ကပတ်တော်ကိုစန့်ကျင်သောအသက်တာနဲ့အသက်ရှင်မလားနှုတ်ကပတ်တော်ကိုလိုက်နာသောအသက်တာနဲ့အသက်ရှင်မလားဆိုတာသင်ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပါနောက်ထပ်၄ချက်တစ်ချက်ပေါ့နော်၄ချက်တစ်ချက်မှာခင်မွန်းတဲ့နဲ့တိတ်ကိုအရေးကြီးတဲ့အရာဖြစ်တယ်ဘာလို့ရမလဲဝိညာဉ်ရေးရာဥဆောင်သူတူဖြစ်ပါလေဝိညာဉ်ရေးရာမှာဥဆောင်တဲ့ခင်ပွန်းတူဖြစ်ရမှာဖြစ်တယ်ယောရှုခန်းကြီး24အငယ်25မှာပြောထားလဲငါနဲ့ငါအိမ်သားဖြစ်လေခြာရဖျားကိုသာဝတ်ပြုမည်တဲ့ယောရှုလိုမျိုးခင်ပွန်းဖြစ်ရမှာဖြစ်တယ်ကိုမိသားစုကိုကိုဇနီးမယားကိုဖျားသခင်ကိုရွေးချယ်ဖို့အတွက်လမ်းပြဥဆောင်နိုင်တဲ့သူဖြစ်ရမှာဖြစ်တယ်အဲ့လိုမျိုးဖြစ်နိုင်ဖို့အတွက်ခင်မွန်းတဲ့တွေနဲ့အခြေခံလှုပ်ဆောင်မဲ့အရာတွေကဘာလဲဆိုတော့တစ်ချက်ကကိုယ်တိုင်ကလည်းစံနမူနာကောင်းဖြစ်ရမှာဖြစ်တယ်ကိုယ်တိုင်ကနေ့စဉ်ကျမ်းစာဖတ်ဆုတောင်းတဲ့အလစ်အထကိုလုပ်ရမှာဖြစ်တယ်ဖျားကိုဥထိတ်ထားတော့ဖျားကိုပထမဦးစားပေးတဲ့ခင်ပွန်းတဲ့ဟာခင်ဖြစ်ရမှာဖြစ်တယ်နေ့တစ်ချက်ကကြတော့ခင်ပွန်းတဲ့တွေနဲ့မိသားစုကိုပြုတဲ့အချိန်ကိုအမြဲတမ်းဖန်တီးပြီးတော့အမှတ်ထားရမှာဖြစ်တယ်၃ချက်တစ်ချက်ကဘာလဲဆိုတော့ကိုယ်အိမ်ထောင်ဖက်ဇနီးတဲ့ရဲ့ဝိညာဉ်ရေးရာတိုးတက်ဖို့အတွက်လည်းအမြဲတမ်းအားပေးပြီးတော့ခေးမရမှာဖြစ်တယ်ကိုယ်တိုင်ရဲ့ဝိညာဉ်ရေးတစ်ခုသာလည်းမဟုတ်ပဲနဲ့ကိုယ်အိမ်ထောင်ဖက်ကိုယ်ဇနီးရဲ့ဝိညာဉ်ရေးရာမှာတိုးတက်ဖို့အတွက်လည်းကိုယ်တိုင်လက်တွဲပြီးတော့ခေးမဆွဲခေါ်ရမှာဖြစ်တယ်ဒီလိုခင်မွန်းတဲ့မျိုးဖြစ်ရမှာဖြစ်တယ်ဥပမာလက်တွေ့အနေနဲ့အကြံဉာဏ်ဘယ်လိုပေးချင်လဲဆိုရင်ပေါ့နော်မနေ့စောစောထားပြီးတော့မှအလုပ်အရင်ရှုံရင်တော့မှကျန်းစာဖတ်ပြီးတော့အချိန်15မိနစ်လားမိနစ်20လားပေါ့နော်ကျန်းစာဖတ်ဆူတောင်းတာမျိုးတွေလုပ်တာပုံမှန်ပေါ့နော်ရမိသားစုနဲ့ဆူတောင်းဖို့အတူတကွကိုပြုဖို့အတွက်အချိန်ကလေးတွေသတ်မှတ်တာပြီးတော့ဥပုံနေ့တိုင်းဖះเจ้าရအောင်လုပ်တာဒီအရာလေးတွေပေါ့နော်ဒီအခြေခံလေးတွေလှုပ်ဆောင်ပေးခြင်းအဖြစ်ပေါ့နော်မိသားစုကိုဝိညာဉ်ရမှာဥဆောင်နိုင်တဲ့သူတူဖြစ်ရမယ်ခင်ပွန်းတဲ့တွေအနေနဲ့မိသားစုကိုယ့်ရဲ့ဇနီးအတွက်ကိုယ့်ရဲ့မိသားစုအတွက်အကြီးမားဆုံးသောအမှုမြတ်ဆုံးသောထားခဲ့ပေးနိုင်တဲ့အမွေအနှစ်ကအိုးအိမ်ပစ္စည်းဥစ္စာမဟုတ်ဘူးအကြီးမားဆုံးသောအမွေအနှစ်ကဘာလဲဆိုတော့သူ့ရဲ့မိသားစုဟာဖျားသခင်နဲ့နီးစေဖို့အတွက်လှုပ်ဆောင်ပေးခဲ့ခြင်းဟာကြီးမားသောအမွေအနှစ်ပဲဖြစ်တယ်ဆိုတော့ဒီအရာကိုခင်ပွန်းတဲ့တွေနဲ့တတိထားပြီးတော့လှုပ်ဆောင်သွားပေးရမှာဖြစ်တယ်ပေါ့နော်ဒီအရာကဖျားသခင်အလိုတော်ရှိသောခင်ပွန်းတဲ့ရဲ့အသက်တာပဲဖြစ်တယ်ဒါ၄ခုတစ်ခုပေါ့နော်၅ခုတစ်ခုဆက်ပြီးကြည့်အောင်၅ခုတစ်ခုမှာဆိုလို့ရှိရင်ခင်ပွန်းတဲ့တွေနဲ့စိတ်ရှည်ပါမြင်းမြတ်သိမ်မွေးစွာနဲ့ဇနီးမယားကိုဆက်ဆံပါဒီမှာဗာပြောထားလဲဆိုရင်ကောလောသဲခန်းကြီး3ငယ်19မှာအချင်းယောက်ျားတို့ကိုခင်ပွန်းကိုချစ်ကြလောကြမ်းတမ်းစွာမပြူနဲ့ဆိုတော့ခင်ပွန်းတဲ့တွေအနေနဲ့ငါဟာဘယ်ယောက်ျားကိုကြည့်ပြီးငါအိမ်ထောင်ရေးကိုတိဆောက်ပါတယ်ဆိုတာထက်ဘယ်သူ့ကိုကြည့်ရမလဲခရစ်တော်ရဲ့နမူနာကိုကြည့်ရမှာဖြစ်တယ်ခရစ်တော်မှာနှိမ်ချတဲ့စိတ်ရှည်ပြီးတော့မြင်းမြတ်သိမ်မွေ့သောနှလုံးသားရှိရဲ့ဒီလိုပဲခင်ပွန်းတဲ့တွေနဲ့စိတ်ရှည်နူးညံ့သိမ်မွေ့သောကျင်နာတတ်သောနှလုံးသားရှိရမှာဖြစ်တယ်တခါလေကျမတို့အနေနဲ့အထူးသဖြင့်ခင်ပွန်းတဲ့တွေပေါ့နော်သူတို့ရဲ့အဖေကိုကြည့်ပြီးတော့မှသူတို့ရဲ့
ဇနီးမယားသူတို့ရဲ့သားသမီးကိုပြန်ပြီးတော့မှဆက်ဆံတတ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဖခင်ကမှန်တယ်ကိုမြေကြီးပေါ်မှာရှိတဲ့စံနမူနာကောင်းဖြစ်တယ်ဒါပေမဲ့ဖခင်တိုင်းကလည်းမပြည့်စုံတဲ့အခါကျတော့သူတို့စီကနေကောင်းတဲ့အရာပဲယူပြီးတော့မကောင်းတဲ့အရာကိုခင်မွန်းတဲ့တွေနဲ့မယူလာဖို့အတွက်တိတ်ကိုမပယ်ဆောင်လာဖို့အတွက်တိတ်ကိုအရေးကြီးတယ်ကိုယ့်ရဲ့မိသားစုဘဝမှာပြန်ပြီးတော့မှအသုံးမပြုဖို့အတွက်တိတ်ကိုအရေးကြီးတယ်ကျမတို့အမြဲတမ်းစံပြအနေနဲ့ကြည်ရမှာဘာလို့လဲခရစ်တော်ပဲဖြစ်တယ်ပြီးတော့မှကျမတို့အနေနဲ့ခင်မွန်းတဲ့တွေအနေနဲ့ပေါ့နော်စိတ်ရှည်ခြင်းရှိမယ်ဆိုရင်ဇနီးမယားနဲ့ကိုယ်ကြားမှာဘလို့လဲအငြင်းပွားမှုတွေကိုငြိမ်းချမ်းစွာနဲ့ဖြေရှင်းနိုင်မှာဖြစ်တယ်ပြီးတော့မှကိုယ်နဲ့ဇနီးတဲ့ကြားချစ်ချင်းမြတ်တာကြီးထွားလာဖို့အတွက်ကြီးပြင်းလာဖို့အတွက်အခွင့်အလမ်းတွေအများကြီးပွင့်ပေးနိုင်မှာဖြစ်တယ်နူးညံ့သိမ်မွေ့မှုတွေရှိမယ်ဆိုရင်ဘာကြိုးကျေးဇူးတွေရှိမလဲဘလို့အစွမ်းတွေရှိမလဲနူးညံ့သိမ်မွေ့တဲ့စကားဘာဖြစ်မလဲအမျက်ကိုပြေစေတယ်ဘလောက်ပဲမိမစိတ်တူနေသည့်တိုင်မိမအမျက်ဘလောက်ပဲထွက်နေသည့်တိုင်အောင်ယောက်ျားစီကနူးညံ့တဲ့စကားချော့တဲ့စကားတွေကြားမယ်ဆိုမိမအများစုကနူးညံ့သွားမှာပဲပျော့သွားမှာပဲကျမတို့အမျိုးသမီးတွေကနူးညံ့တဲ့စကားနူးညံ့တဲ့နှလုံးသားတွေရှိကြတယ်ဆိုတဲ့အခါကျနူးညံ့တဲ့အရာတွေအင်းရင်းတဲ့စကားတန်တွေကိုကြားမယ်ဆိုရင်အမျိုးသမီးတိုင်းကတော့ဘလောက်ပဲစိတ်တူစိတ်ပြေမှာပဲပြီးတော့မှဒီလိုမျိုးနူးညံ့သိမ်မွေ့တဲ့စကားတွေကိုအသုံးပြုမယ်ဆိုရင်ခင်မွန်းတဲ့နဲ့ဇနီးတဲ့ကြားမှာဆိုရင်ချစ်ချင်းမြတ်တာကိုပို့ပြီးတော့မဲ့ဆိုင်စေမှာဖြစ်တယ်အဲ့ဒါကြောင့်ခင်မွန်းတဲ့ဇနီးမယားကိုစိတ်တူတယ်ဆိုလို့ရှိရင်ဒီစိတ်တူနည်းကိုဘယ်လိုမျိုးထိန်ချုပ်မလဲစကားမပြောဘဲနဲ့ငြိမ်လေးနေလိုက်မလားပြီးတော့မှနူးညံ့သိမ်မွေ့တဲ့စကားလုံးလေးတွေကိုပေါ့နော်နေ့စဉ်ရွေးချယ်ပြီးတော့စကားပြောရမှာဖြစ်တယ်ကျမတို့တစ်ခါလေးကြာရင်အရင်တော့ကျမဒီအမျိုးသမီးနဲ့ပတ်သက်ပြီးကျမတို့ပြောခဲ့ပြီးအမျိုးသမီးနဲ့ပါဇက်ကကျမတို့ပွားစီလောက်တတ်တဲ့ခါတစ်ခါလေးမချိုတာတဲ့စကားတွေကိုပြောမိတတ်တယ်ဒီလိုပဲတချို့ယောက်ျားတွေကလည်းပဲစကားပြောတာအရင်ကြမ်းတမ်းတတ်တယ်ဒီကြမ်းတမ်းတဲ့စကားလုံးကကျမတို့နူးညံ့တဲ့အမျိုးသမီးရဲ့နှလုံးသားကိုအရင်နာကျင်စေတတ်တယ်တင်ကိုထိလက်ရအောင်လှုပ်ဖို့မလို့ဒီစကားတစ်ခုကအမျိုးသမီးရဲ့ဘဝကိုပေါ့နော်မင်းမိန်သွားစေနိုင်တယ်အဲဒါကြောင့်ခင်မွန်းတဲ့တွေနေနဲ့ပေါ့နော်တိတ်ကိုတတိထားမယ့်အရာဖြစ်တယ်ကြမ်းတမ်းစွာမပြုတ်မှုမပြောဆိုမိဖို့အတွက်တိတ်ကိုအရေးကြီးတယ်အဲဒါကြောင့်အိမ်ထောင်ရေးမှာတတိထားရမယ့်အချက်ကပါလဲဆိုဒီမှာစိတ်ရှည်ခြင်းမရှိတဲ့ခင်ဘွားဘာနဲ့တူလဲဆိုမုံတိုင်းထဲမှာထွန်းထားတဲ့မီးအိမ်လိုပဲဖြစ်တယ်သူကအလင်းကိုပေးနိုင်ပေမဲ့လည်းအဲ့အလင်းကအမြဲမတည်ငြိမ်အချိန်မရွေးငြိမ်သွားစေနိုင်တယ်အဲ့အလင်းကအချိန်မရွေးပေသွားစေနိုင်တယ်ဆိုတော့စိတ်ရှည်ခြင်းမရှိတဲ့ခင်မွန်းတွေကမုံတိုင်းကြားမှာမုံတိုင်းထဲကမီးအိမ်လိုပဲဖြစ်တယ်အဲ့ဒါကြောင့်ခင်မွန်းတွေသူမီးအိမ်ကိုတင်ပမာထွန်းထားလဲပြန်ပြီးတော့စဉ်းစားပါသူအိမ်ထောင်ရေးကိုပြန်ပြီးတော့ပုံတပ်ပါနှုတ်ကပတ်တော်နဲ့ညီရဲ့လားဆိုတာပေါ့နော်ဆိုတော့ကျမတို့6ချက်တစ်ချက်ကြည့်သွားရအောင်6ချက်တစ်ချက်မှာပါလဲဆိုရင်သူမဤလိုအပ်ချက်များကိုဖြစ်စီပေးပြီးကာကွယ်စောင့်ရှောက်ပါလားဇနီးမယားရဲ့လိုအပ်ချက်တွေကိုဖြစ်စီပေးပြီးတော့ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်တယ်ဒီအရာတွေကကျမပြောတဲ့အရာတွေကအကုန်လုံးကနှုတ်ကပတ်ပေါ့နှုတ်ကပတ်တော်မှာပဲအခြေခံတယ်မျိုးသမီးနဲ့ပတ်သက်တော့လည်းပြောခဲ့ပြီးပြီနှုတ်ကပတ်တော်ပေါ်မှာပဲအခြေခံတယ်အမျိုးသားအတွက်လည်းပဲနှုတ်ကပတ်တော်မှာပဲအခြေခံတဲ့အတွက်ဒီမရဲ့လိုအပ်ချက်လို့ပြောတဲ့နေရာမှာနှုတ်ကပတ်တော်နဲ့ညီသောလိုအပ်ချက်တွေကိုပဲဆိုလိုခြင်းဖြစ်တယ်နှုတ်ကပတ်တော်နဲ့မညီတဲ့လိုအပ်ချက်တွေကိုပြောနေခြင်းမဟုတ်ဘူးခင်မွန်းတဲ့တွေနဲ့လည်းနှုတ်ကပတ်တော်နဲ့ညီတဲ့လိုအပ်ချက်တွေကိုဖြစ်စီပေးရမှာဖြစ်တယ်ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်တယ်တတိခန်းကြီး9အငယ်8မှာပြောထားလဲဆိုမိမိလူတို့ကိုမပြုစုထုံများမကပါနော်မိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမည်သည်ကားလေမိမိအိမ်သူအိမ်သားတို့မပြုစုသောသူမည်သည်ကားယုံကြည်ခြင်းတရားကိုညှင်းပယ်၏တဲ့ယုံကြည်ခြင်းတရားကိုညှင်းပယ်တဲ့သူတွေဖြစ်တယ်အိမ်သူအိမ်သားတွေကိုပြန်ပြီးမကြည့်ရှုမပြုစုတဲ့ခင်ပွန်းတရားဘာနဲ့တူလဲယုံကြည်ခြင်းတရားကိုညှင်းပယ်တဲ့သူနဲ့တူတယ်ဘာထဲတောင်ပိုဆိုးသေးလဲဆိုမယုံကြည်ဘူးသောသူထက်ပါ၍ယုံမာ၏တဲ့အဲ့ဒါကြောင့်ယုံကြည်သူခင်မွန်းတဲ့တွေနဲ့မိသားစုကိုပြန်ပြီးတော့ဥစနီမယားကိုပြန်ပြီးတော့မပြုစုဘူးမဆောင်ရှောက်ဘူးဆိုရင်မယုံကြည်တဲ့သူတွေထဲတာမှာပို့ပြီးယုံမာတဲ့သူတွေဖြစ်တယ်ဆိုတာနှုတ်ကပတ်တော်ကအတက်အလင်းကိုပြောထားတယ်ဆိုတော့ဖြစ်စီပေးခြင်းပေါ့နော်ဖြစ်စီချမ်းတဲ့ဒီလိုမျိုးဖြစ်စီပေးတာတွေကာကွယ်ပေးတာလို့ပြောလိုက်မယ်ဆိုရင်အဓိကဘာတွေလဲကျမတို့အားလုံးသိထားပြီးသားပဲယုတ်ဝတ္ထုနော်ယုတ်ဝတ္ထုတွေဖြစ်မယ်ယုတ်ဝတ္ထုလို့ပြောတဲ့နေရာမှာအစားအဝတ်အစားနေရေးထိုင်ရေးငွေရေးကြေးရေးတွေပါလိ
လိမ့်မယ်ပြီးတော့စိတ်ခံစားမှုဆိုင်ရာကာကွယ်ပေးမှုတွေဖြစ်တယ်ဥမာဖြစ်ကျမတို့ဇနီးမယားတွေအတွက်သူတို့ရဲ့စိတ်ခံစားမှုကိုလုံလုံခြုံခြုံဖော်ပြနိုင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးရမှာဖြစ်တယ်ဇနီးမယားနဲ့သူတို့ရဲ့စိတ်ခံစားမှုကိုပွင့်ပွင့်လင်းလင်းလုံလုံခြုံခြုံဖော်ပြနိုင်တဲ့အိမ်ထောင်ရေးတစ်ခုကိုဖန်တီးပေးရမှာဖြစ်တယ်ပျော်ရွှင်မှုနဲ့စိုးရိမ်မှုတွေကိုအတူတကွရင်ဆိုင်နိုင်တဲ့ဇနီးနဲ့ခင်မိုးဖြစ်ဖို့အရေးကြီးတယ်ပြီးတော့မှဝိညာဉ်ရေးရမှာနော်ဝိညာဉ်ရေးဆိုင်ရာမှာလည်းကာကွယ်မှုတွေလုပ်ပေးရမှာဖြစ်တယ်အခြားသောမာယွန်းသောမကောင်းမှုမာယွန်းတဲ့လွမ်းမိုးမှုတွေဇနီးမယားထဲမဝင်လာအောင်အိမ်ထောင်ရေးထဲမှာမဝင်လာအောင်အကာအကွယ်စောင့်ရှောက်မှုတွေလုပ်ပေးရမှာဆိုရင်ချင်စီကိုကာထားပေးရမှာဆိုရင်ခင်မွန်းတဲ့ရဲ့တာဝန်ဖြစ်တယ်ရုပ်ပိုင်းဆိုင်ရာလို့ပြောလိုက်မယ်ဆိုလို့ရှိရင်ဇနီးတဲ့သားသမီးတွေအနေနဲ့ဒီအန်ဒီကနေကင်းဝေးဖို့တက်ကာကွယ်ပေးရမှာဖြစ်တယ်ဘေးအန်ဒီရဲ့လုံခြုံဖို့အတွက်လှုပ်ဆောင်ပေးရမှာဖြစ်တယ်ပေါ့နော်ခင်မွန်းတဲ့နဲ့တတိထားရမယ့်အချက်ကဘာလဲဆိုရင်သင်တို့ရထားသောဇနီးမယားဘုရားသခင်သင်ကိုပေးထားတဲ့အနံ့ထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီလက်ဆောင်ကိုသင်အနေနဲ့မြင့်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီးတော့သူမရဲ့လုံခြုံမှုနဲ့ကောင်းစားရဲ့အတွက်သင်ဟာပထမဦးစားပေးပြီးတော့လှုပ်ဆောင်ပေးရမှာဖြစ်တယ်ဒါဟာသင်ရဲ့ပထမဦးစားပေးတောင်းဖြစ်တယ်ခင်မွန်းတဲ့တွေအတွက်ပေါ့နော်ဆိုခုနှစ်ချက်ကိုတွားကြရအောင်ခုနှစ်ချက်မြောက်ကြပါလဲဆိုခင်မွန်းတဲ့တွေနဲ့အစာရှိပါဆိုဒီမှာဟေပြ73အငယ်လေးမှာအနီရောင်ပဲဖတ်တော့မယ်နော်မင်္ဂလာဆောင်ခြင်းအမှုနဲ့သစ္စာတန်ဝါဒပြုခြင်းအမှုသည်အတရေရှိစေလောလေအတရေရှိဖို့ဖြစ်တယ်မင်္ဂလာဆောင်ခြင်းပြီးတော့ဇနီးခင်ဘိုးရဲ့သစ္စာတန်ဝါဒပြုခြင်းတွေအားဆိုရင်မင်္ဂလာရှိရမှာဖြစ်တယ်အတရေရှိရမှာဖြစ်တယ်အိမ်ထောင်ရေးမှာသစ္စာရှိခြင်းရဲ့အဓိကအချက်တွေကပါတယ်လေကျမတို့ဘာတွေလှုပ်ဆောင်ဖို့လိုအပ်လဲခင်ဘုန်းတဲ့နဲ့ဒီတစ်ချက်ကိုကျင့်တရားကိုကျင့်သိက္ခာကိုစောင့်ထည့်ရမှာဖြစ်တယ်ခင်ဘုန်းတဲ့တွေကိုယ့်ရဲ့အတွေးနဲ့လှုပ်ရက်တွေအားဆိုရင်တန်ရှင်းမှုရှိရမယ်တန်ရှင်းခြင်းရှိရမယ်လူမှုရေးဆက်ဆံရေးတွေဒီမီဒီယာအသုံးပြုတာတွေမှာဆိုရင်ကျမတို့ခင်မွန်းတဲ့တွေနဲ့နယ်နမိတ်ကိုစီးကိုချထားရမှာဖြစ်တယ်ကိုကျင့်သိက္ခာစောင့်ထည့်ရမှာဖြစ်တယ်ဒီစီးထဲကြော်လွန်တာမျိုးတွေမလုံးမိဖို့အတွက်သိကိုအရေးကြီးတယ်အဲကြောင့်ဒီတစ်ချက်သစ္စာဖောက်ခြင်းနဲ့ကြိုတင်ကာကွယ်ဖို့အတွက်သိကိုအရေးကြီးတယ်ကိုအတွက်အန်ဒီရှိလာနိုင်တဲ့အခြေအနေမျိုးတွေရှိလာမယ်ဆိုကြိုတင်ပြီးရှောင်ရှားရမယ်ဥမာခင်မွန်းတဲ့အနေနဲ့အမျိုးသမီးနဲ့အလုပ်ချိန်မတူတဲ့အခါလုပ်ငန်းခွင်မှာတော့၎င်းအခြားသောထိတွေ့ရတဲ့အမျိုးသမီးများနဲ့တော့၎င်းပေါင်းတင်ဆက်ဆံတဲ့နေရာမှာကို့အမျိုးသမီးအတွက်အမြင်ရှင်းစေပါပတ်ဝန်းကျင်အတွက်အမြင်ရှင်းစေပါဖခင်အတွက်ဖခင်ရှင်းမောက်မှာတန့်ရှင်းစေပါဒီအရာတွေကတိတ်ကိုအရေးကြီးတယ်ပြီးတော့ကို့ဇနီးမယားစိတ်နှလုံးအပြည့်အဝအေးထားရမှာဖြစ်တယ်ကို့စိတ်နှလုံးကိုဇနီးမယားစီမှာပြည့်ဝဝအနံ့ထားရမှာဖြစ်တယ်ကို့သမီးကို့ဇနီးမယားကို့ဇနီးမယားကိုဘလောက်ချစ်ကြောင်အမြဲတမ်းသတိရပြီးအောက်မေ့နေရမှာဖြစ်တယ်အတိတ်ကသူနဲ့ချစ်ကြိုက်လို့ယူခဲ့တယ်ဒီသမီးစားဘဝမှာဘလို့ตายရခဲ့လဲဘလို့ပျော်ရွှင်စရာကောင်းခဲ့လဲဒီအရာတွေကိုပြန်ပြီးတော့စဉ်းစားပြီးအမြဲပျော်ရွှင်ပါပြီးတော့အထူးသောဥမာချစ်သူများနဲ့လားမင်္ဂလာဆောင်ခဲ့တဲ့နေ့လားဒီလိုအမတ်တရားနေ့ရက်တွေကိုအမြဲတမ်းပြန်ပြီးတော့အမတ်တရားအောက်မေ့ပြီးတော့မှလှုပ်ပေးပါအမြဲတမ်းအဲ့ဒီအချိန်တွေမှာဆိုသူနဲ့အတူအမြဲတမ်းအချိန်ကိုအသုံးပြုနိုင်အောင်ဖန်တီးပါပြီးတော့အနာဂတ်မှာငါတို့အိုလာတဲ့အခါဘယ်လိုမျိုးနေကြမလဲဒီအရာတွေကိုအမြဲတမ်းစကားပြောပါအမြဲတမ်းစဉ်းစားပါငါခင်မွန်းတဲ့နေတယ်ပေါ့နော်ဘယ်လိုမျိုးလှုပ်ရမလဲဆိုတာအမြဲတမ်းစဉ်းစားနေဖို့အတွက်သိကိုအရေးကြီးတယ်ဆိုတော့ဒီမှာကသစ္စာမရှိရပေါ့နော်အိမ်ထောင်ရေးကဘာနဲ့တူလဲဆိုတော့မီးမရှိတဲ့မီးပူချောင်နဲ့တူတယ်တဲ့ဒီမီးပူချောင်မှာအပူဓာတ်လည်းမရှိဘူးသမင်းဟင်းတော့အစာချက်နိုင်စွမ်းလည်းမရှိဘူးဘာလဲသစ္စာမရှိတဲ့အိမ်ထောင်ရေးကမီးမရှိတဲ့မီးပူချောင်နဲ့ပဲတူတယ်သစ္စာမရှိတဲ့အိမ်ထောင်ရေးကမီးမရှိတဲ့မီးပူချောင်အိမ်ထောင်ရေးနဲ့ပဲတူတယ်ဘာမှလုပ်လို့မရအောင်ဆိုတော့အမျိုးသားတွေနဲ့သစ္စာရှိပါဒါနှုတ်ကပတ်တော်ကပြောထားတဲ့အရာဖြစ်တယ်အမိတ်ပေးထားတဲ့အရာဖြစ်တယ်လှုပ်ဆောင်ဖို့အတွက်ပေါ့နော်ငါတောင်းဝန်အရာလှုပ်ရမှာမဟုတ်ဘူးလှုပ်ကိုလှုပ်ရမှာဖြစ်တယ်ဆိုတာကိုကျမတို့အနေနဲ့အမွန်းတဲ့တွေအနေနဲ့လှုပ်ဆောင်မှာဖြစ်တယ်ငါမိမကောင်းရင်ငါသစ္စာရှိမယ်မကောင်းရင်ငါတခြားသူကိုရှာမယ်ဆိုတာမျိုးဒီလိုမျိုးအရာကိုဘုရားသခင်ကလိုအပ်တာမဟုတ်ဘုရားသခင်ကလိုချင်တာမဟုတ်ဘူးနော်ဘုရားသခင်ကလိုချင်တာဒီမိမဘလိုချင်နေမျိုးမှာပဲမဆိုကျမသည်ဖြစ်စေမကျမသည်ဖြစ်စေကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေသိနေနဲ့အမြဲတမ်းသစ္
စာရှိရမှာဖြစ်တယ်ကျမတို့နောက်တစ်ချက်သွားရအောင်ရှင်းချက်မြောက်ပါလဲဆိုရင်ပွင့်လင်းစွာနဲ့ရိုးသားစွာဆက်သွယ်ပြောဆိုပါကိုယ်စနီမယာနဲ့ပွင့်လင်းလင်းရိုးရိုးသားသားနဲ့ဆက်ဆံနိုင်တဲ့ပြောဆိုဆက်ဆံနိုင်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ရမှာဖြစ်တယ်ဆိုတော့ကိုယ်စနီမယာကြမနဲ့ကိုကြမှာပေါ့နော်မူတာစကားကိုပယ်ရှား၍မှန်သောစကားကိုသာအချင်းချင်းတယောက်နဲ့တယောက်ပြောကြလောလေဘာဖြစ်လို့လဲအချင်းချင်းအင်္ဂါချင်းဖြစ်တယ်အဖက်ခန့်ကြီးလေးအငယ်25မှာပြောထားတယ်ဆိုတော့လင်းနဲ့မယာကြမှာမူတာစကားကိုလိမ့်လေချင်းတွေကိုဖယ်ရှားရမှာဖြစ်တယ်ပြီးတော့နဲ့တယောက်နဲ့တယောက်ကမှန်ကန်တဲ့စကားကိုပဲပြောဆိုရမှာဖြစ်တယ်အဲ့ဒါကြောင့်လင်းနဲ့မယာကြမှာအငြင်းတန်းဆက်သွယ်မှုဝင်လင်းတဲ့ဆက်ဆံရေးတွေရိုးသားတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်ရမှာဖြစ်တယ်ခင်မွန်းတဲ့ဒီအရာကိုမမေ့ပါနဲ့ဒီအရာတင့်ရဲ့တောင်းဖြစ်တယ်ဒီလိုလုပ်နိုင်အောင်တင့်နေနဲ့ဥဆောင်ရမှာဖြစ်တယ်အဲ့ဒါကြောင့်ကိုယ်စနီမယာနဲ့အရက်ကိုအချိန်15မိနစ်လောက်ဤတန်ခေါ်ပြီးတော့သားသမီးတွေကိုခဏလေးပြမထားပြီးတော့ခင်အစနီးနဲ့ပေါ့နော်အတူတူပွပွလင်ကဲဒီနေ့ဘာတွေဖြစ်ခဲ့လဲအဲ့လိုမျိုးပေါ့နော်တရက်ဘာတွေဖြစ်ခဲ့လဲဇနီးတဲ့အနေနဲ့ကဘယ်လိုမျိုးခံစားခဲ့ရလဲပေါ့နော်နေ့စဉ်စကားဝိုင်းပေါ့နော်ဖန်တီးပါခံစားချက်တွေကိုရိုးသားစွာနဲ့မျှဝေကြပါကိုယ်စနီးလည်းရိုးသားစွာနဲ့ပွလေးမျှဝေရဲအောင်လှုပ်ဆောင်ပေးပါတော့ကိုယ်စနီးမယားပြောတဲ့အရာကိုကိုသေးချာနားထောင်ပေးပါသူပြောတဲ့အရာပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုလေးတွေပေးပါပြီးတော့ငါဆိုတဲ့စကားထက်ငါတို့ဆိုတဲ့စကားနဲ့အမြဲတမ်းပေါ့နော်စတင်ပေးပါပြီးတော့အခက်ခဲတဲ့အကြောင်းအရာတွေကိုယင်ဖွင့်ပါဥမာဖြစ်ယင်ဖွင့်ရအောင်လည်းလုပ်ပါငွေမိသားစုရဲ့ငွေကြေးမိသားစုရဲ့အခက်ခဲပေါ့နော်ဒီအရာတွေပေါ့နော်ပွပွလင်းလင်းပြောနိုင်အောင်လှုပ်ဆောင်ကြပါပေါ့နော်အငင်းပွားစရာရှိမယ်ဆိုရင်လည်းကဲနေမဝင်ခင်ပေါ့နော်အမျက်ပြေဖို့အတွက်လှုပ်ဆောင်ပါပေါ့နော်ဒီအရာတွေကတိတ်ကိုအရေးကြီးတယ်ခင်မွန်းတဲ့တွေနေနဲ့ပေါ့နော်အဓိကအလှုပ်ဆောင်ရမလဲအမြဲတမ်းအမျိုးကိုယ့်ရဲ့ဇနီးမယားနဲ့အချိန်ယူပြီးတော့စကားပြောဖို့အတွက်တိတ်ကိုအရေးကြီးတယ်ဒီအရာကိုဟန်တီးပေးရမှာဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့ဖုန်းတွေပို့နေမဲ့အစားဖုန်းတွေနော် screen ကိုကြည့်နေမဲ့အစားနော်တယောက်နဲ့တယောက်တော့အတူတူရှိနေသူလည်းဖုန်းပို့ကိုလည်းဖုန်းပို့အဲ့လိုမျိုးလုပ်မဲ့အစားဘယ်အချိန်ကဖုန်းကိုပိတ်ထားတဲ့အချိန်ဘယ်အချိန်ကအားလုံးနဲ့မဆက်သွယ်ဘဲနဲ့ခင်မိုးနဲ့ဇနီးနဲ့စကားပြောဖို့အချိန်ဒီအချိန်လေးကိုသတ်မှတ်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ်ဒါရှိချက်တစ်ချက်ပေါ့နော်ကိုချက်တစ်ချက်ကြရပါလဲဆိုသူမကိုအားပေးပါမြင့်တင်ပေးပါဆိုတော့တုတ်တန်ခန်းကြီး31ငယ်28နဲ့29မှာပါပြောလဲသူဤသားသမီးတို့ဒီထား၍အမိကိုကောင်းချီးပေးတတ်ကြ၏တဲ့သူဤခင်မိုးကလည်းလူမျိုးသမီးအများပေါ့နော်လူမျိုးသမီးအများတို့ဒီကောင်းမွန်စွာပြုကြပြီတို့ရတွင်တင်သည်ထိုသူအပေါင်းတို့ကိုလွန်ကဲပြီးဟုသူ့ကိုချီးမွမ်းတတ်၏အမျိုးသားတွေတခါလေအမျိုးသားတွေရဲ့စကားဝိုင်းထဲမှာဗာကြားရတတ်လဲဆိုတော့ငါမိန်းမရလွယ်လို့ရှိရင်ကျန်တဲ့မိန်းမအကုန်လာတယ်ငါမိန်းမလွင်ကျန်တဲ့မိန်းမတွေနဲ့ဆိုအကုန်လုံးပေါင်းတင်ဆက်ဆံလို့ရတယ်ငါမိန်းမမဟုတ်ရင်ပြီးရောဒါမျိုးတွေကိုပေါ့နော်ဟာတလိုဘာလိုနဲ့ပြောတတ်ကြတယ်ပြောပြီးတော့မှဝိုင်းရီတတ်ကြတယ်ပေါ့နော်ဒီအရာတိတ်ကိုမကောင်းသောအရာဖြစ်တယ်ဘုရားရှင်မနစ်သက်သောအရာဖြစ်တယ်ဆိုတော့ဒီလိုမျိုးအရာတွေကိုခင်မွန်းတယ်တွေအနေနဲ့ကိုနှုတ်ထဲကနေတော့မှမထွက်ဖို့အတွက်တိတ်ကိုတတိထားမှာဖြစ်တယ်ကိုအမျိုးသမီးကိုစနီမယားတွေကိုအမြဲတမ်းအားပေးပြီးတော့မှသူတို့ကိုမြင့်တင်ပေးတဲ့အသက်တာမျိုးနဲ့ခင်မိုးတဲ့တွေနေနဲ့အသက်ရှင်ရမှာဖြစ်တယ်။ငါမိန်းမဘလို့မိန်းမမျိုးလဲကွာအတုံးကိုမကြဘူး။ဘာမှနားမလဲဘူး။ဆိုပြီးတော့သူများရှေ့မှာပြောတာမျိုးတွေမိန်းမရှေ့မှာနေဘလို့မိန်းမမျိုးလဲ။ဘာမှမသိဘူးဒါလေးတော့မသိဘူးလားဆိုတဲ့အတုံးအနှုံမျိုးတွေတစ်ခါလေကြာရင်ခင်မိုးတဲ့တွေနေနဲ့တုံးတက်တယ်။ဆိုတော့အဲ့ဒါတတိထားပါ။ဆိုတော့အဲ့ဒါတော့လက်တွေ့ဘာတွေလုပ်လို့ရမလဲခင်မိုးတဲ့တွေနေနဲ့ဥပမာပေါ့နော်။နေ့စဉ်အားပေးတဲ့စကားလေးပေါ့နော်။အနည်းဆုံး3ချက်လောက်ပြောပေးပါ။အိုးဒီနေ့နေလှုပ်ဆောင်သွားတဲ့အရာတွေကအဲ့ကိုငါတန်မိုးထားတယ်နော်ဝါနေလောက်သွားတဲ့အရာတွေအရေးချင်းတဲကောင်းမလားအရေးသေးတဲကောင်းမလားအိုးငါတို့မိသားစုမှာနေမရှိလို့မဖြစ်ဘူးနော်အဲ့လိုမျိုးငါတို့မိသားစုအတွက်နေလောက်ပေးတဲ့အရာတွေအဲ့ကိုကြီးမြတ်လွန်းတယ်အဲ့ဒီအတွက်တိတ်ကိုကျေးဇူးတင်တယ်နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီစကလုံးတွေကသူ့ကိုဒီထက်မကပို့ပြီးတော့မိသားစုအတွက်လှုပ်ပေးခြင်းနဲ့စိတ်ခင်မွန်းတယ်တွေအတွက်လှုပ်ပေးခြင်းနဲ့စိတ်ပို့ပြီးတော့မြင့်တင်ပေးနိုင်မှာဖြစ်တယ်သူ့ကိုယ်သူယုံကြည်မှုလည်းပို့ပြီးတော့ရှိလာမှာဖြစ်တယ်ဆိုတော့သူ့ကိုယ်သူယုံကြည်မှုရှိခြင်းကလည်းပဲခင်မွန်းတယ်တွေအတွက်ယုံကြည်မှုရှိခြင်းပဲဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ရည်မှန်းချက်သူ့ဘဝရည်မှန်းချက်ကပါလဲသူ့ဘဝရည်မှန်းချက်ကိုလည်းခင်မွန်းတဲ့နဲ့သိပြီးတော့မှအတူတကွအားပေးပြီးတော့လှုပ်ဆောင်ပေးကူရမှာဖြစ်တယ်အဲ့လူများရှိမှကိုယ်စနီးမရချီးမွမ်းရမှာဖြစ်တယ်ကျမတို့အနေနဲ့တခါလေယောက်ျားအများစုရဲ့စကားမှာဆိုလို့ရှိရင်ကိုယ်စနီးမရသူများရှိမှချီးမွမ်းတာထက်ဂုဏ်ပြုတာထက်အဲ့လိုမျိုးကဲ့ရဲ့တဲ့စကားတွေကိုပြောတာပုံများတတ်တယ်ရည်သလိုနဲ့ပေါ့နော်ခုနပြောသွားသလိုပေါ့နော်အဲ့လိုမျိုးလှုပ်တတ်ကြတယ်ဒီအရာတွေကကောင်းတဲ့အရာမဟုတ်ဘူးပေါ့နော်တခါ
လေကြားလို့ရှိရင်ကျမတို့ဒီsocial media တွေမှာတွေ့တတ်တယ် multiple choice ရွေးခိုင်းတယ်အကကြီးခါကို ABC ရွေးခိုင်းတယ်ကဲဒီခီးစင်ကိုနှစ်စနီးမယားနဲ့သွားမလားဆိုကဲစနီးမယားနဲ့သွားမလားဆိုစနီးမယားပဲပြီးသေးတယ်ဘီဆိုပြီးတော့အဲ့လိုမျိုးဖြည့်တယ်ပေါ့နော်ကိုစနီးမယားလွယ်ကျန်တဲ့သူနဲ့အကုန်လုံးသွားလို့ရတယ်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်လာမယ်ဆိုရင်ကိုအရင်ဆုံးပြန်မဲပါခင်မွန်းတဲ့အနေနဲ့ငါဟာဘယ်လိုမျိုးဖြစ်လို့ငါစနီးမယားဒီလိုဖြစ်နေရလဲဆိုတာကိုအရင်ဆုံးမေးခွန်းပြန်မေးပါမေးခွန်းပြန်မေးပြီးတော့မှကိုပြန်ပြီးတော့တုံသက်ပါတုံသက်ငါလှုပ်ဆောင်ချက်တွေကနှုတ်ကပတ်တော်နဲ့ညီရဲ့လားငါရဲ့အသက်တာငါနှုတ်ကပတ်တော်နဲ့ညီလားဖះဖြစ်စီခြင်းနဲ့အတိုင်းဖြစ်ရလားဆိုတာပြန်ပြီးတော့မေးပါအဲ့ဒါတိတ်ကိုအရေးကြီးတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်အမျိုးသားတွေသူများရှင်းမှာစနီးမယားကိုအမြဲတမ်းဂုဏ်သိက္ခာမြင့်တင်ပေးပါဂုဏ်သိက္ခာမြင့်တင်မဲ့စကားတွေကိုအမြဲတမ်းပြောပေးပါပြီးတော့အမျိုးသမီးတွေကိုအားပေးဖို့အတွက်သူတို့ရဲ့ love language ချပါလဲတချို့အမျိုးသမီးတွေရဲ့အချစ်ဒီလိုအရာလှုပ်ဆောင်ပေးတာအော်ငါယောက်ျားငါ့ကိုချစ်ကြောင်ပြပါလားဆိုတာဥမာသူ့ကိုထိတွေ့ရလားသူ့ကိုအဲ့လိုမျိုးနော်ထိတွေ့မှုတွေလားဒါမှမဟုတ်သူ့ရဲ့ကျေးဇူးတင်စကားတွေလားစကားအဖြစ်တော်၎င်းလားသူ့အချိန်ပေးခြင်းအဖြစ်တော်၎င်းလားဒါမှမဟုတ် surprise ပေါ်နော်လက်ဆောင်လေးတွေပေးခြင်းအဖြစ်တော်၎င်းလားဒါမှမဟုတ်မိမအိမ်မှုကိစ္စတွေတခြားသောလုပ်ငန်းဆောင်တာတွေဝိုင်းပြီးကူညီပေးခြင်းလားဆိုတော့အမျိုးခင်မွန်းတဲ့တွေအနေနဲ့ကိုစနီမယားရဲ့ love language ပါနော်ချစ်ချင်းဘာသာစကားကပါလဲဘယ်အရာကိုလှုပ်ဆောင်ခြင်းအဖြစ်ဘယ်အရာကိုပြသခြင်းအဖြစ်အမျိုးသမီးတွေနဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့ရဲ့အချစ်ကိုမြင်လို့ရမလဲဒီအရာကိုသိထားဖို့အတွက်တိတ်ကိုလိုအပ်တယ်သိပြီးတော့မှလိုက်လုပ်ပေးဖို့အတွက်လည်းလိုအပ်တယ်သိယုံတစ်ခုတည်းနဲ့လည်းမဟုတ်ဘူးလိုက်ပြီးတော့လှုပ်ဆောင်ပေးရမှာလည်းလိုအပ်တယ်ပေါ့နော်ဆိုတော့ဒါခင်မွန်းတဲ့တွေနဲ့ကိုခုမြောက်လှုပ်ဆောင်ပေးရမယ့်အရာဖြစ်တဲ့10ချက်မြောက်ကဘုရားသခင်ဤပညာတော်ကိုရှာဖွေပါတဲ့ခင်မွန်းတဲ့တွေနဲ့သမီးမယားကိုဥဆောင်တဲ့နေရာမှာတော့၎င်းမိသားစုဥဆောင်တဲ့နေရာမှာတော့၎င်းအမြဲတမ်းဘုရားသခင်စီကနေဉာဏ်ပညာကိုရှာဖွေရမှာဖြစ်တယ်လောကီကနေရှာဖွေဖို့မဟုတ်ဘူးဘုရားသခင်စီကနေရှာဖွေဖို့ဖြစ်တယ်ဒီမှာဘာပြောထားလဲဆိုတော့အနီရောင်တဲ့ဟာမှာဘာပြောထားလဲပညာကိုလိုမယ်ဆိုရင်ဘုရားသခင်ကိုတောင်းစီတောင်းရင်ရလိမ့်မည်ယာကုပ်ခန်းချစ်တဲ့ငယ်ငါမှာပြောထားတယ်ဘယ်သူမဆိုဘုရားသခင်စီကနေပညာကိုလိုမယ်ဆိုလို့ရှိရင်တောင်းပါတဲ့တောင်းရင်ရလိမ့်မယ်လို့ပြောထားတယ်အဲ့ဒါကြောင့်ခင်မွန်းနေတယ်ဘုရားသခင်ရဲ့ပညာကိုရှာဖို့အတွက်တိတ်ကိုအရေးကြီးတယ်ကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တိုင်းမှာဆိုရင်ဘုရားကိုမေးမြန်းရမှာဖြစ်တယ်နှုတ်ကပတ်တော်ကိုအခြေခံပြီးတော့မှအဖြေကိုရှာမှာဖြစ်တယ်ဘုရားစီကနေဉာဏ်ပညာကိုတောင်းခံရမှာဖြစ်တယ်ဘယ်လောကီသားရဲ့အမြင်ဘသူရဲ့သဘောဘယ်ပညာရှင်ကပြောထားပါတယ်ဘယ်စာအုပ်ကပြောထားပါတယ်ဒီအရာပေါ်မှာအခြေခံရမှာမဟုတ်နှုတ်ကပတ်တော်ပေါ်မှာအခြေခံရမှာဖြစ်တယ်နှုတ်ကပတ်တော်ကိုအခြေခံတဲ့ဥဆောင်မှုတွေကိုပဲလုပ်ပေးရမှာဖြစ်တယ်မိသားစုနဲ့အတူတကွကျမ်းစာဖတ်တာနေ့စဉ်ကျမ်းစာဖတ်ပြီးတော့တရားဟောချက်ဖះရဲ့စကားတွေကိုနားထောင်တာဒီຢာတွေကိုအမြဲတမ်းလှုပ်ဆောင်ပေးရမှာဖြစ်တယ်ပြီးတော့မှဝိညာဉ်ရေးမိသားစုတစ်ခုကိုပေါ့နော်တိဆောက်တဲ့နေရာမှာဝိညာဉ်ရေးကအမြင်ရှိဖို့အတွက်ဆုတောင်းပေးရမှာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြမှုကိုရရှိဖို့အတွက်အမြဲတမ်းဆုတောင်းရမှာဖြစ်တယ်ဝိညာဉ်ရေးကအမြင်ရှိမှပဲမိသားစုကိုဖះသခင်ရဲ့အလိုတော်နဲ့အညီဥဆောင်နိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်နှုတ်ကပတ်တော်မှာဗာပြောထားလဲကိုယ့်ရဲ့ဉာဏ်ပညာနဲ့ပဲကိုယ့်ရဲ့ဉာဏ်ပညာပေါ်မှာအခြေခံပြီးတော့မိမိအိမ်ကိုစောင့်မယ်ဆိုတော့ဒီအိမ်ဟာဆိုရင်တဲပေါ်မှာစောက်တဲ့အိမ်နဲ့ပဲတူလိမ့်မယ်ဘုရားသခင်ရဲ့ဉာဏ်ပညာပေါ်မှာအခြေခံပြီးတော့မှစောက်ထားတဲ့အိမ်ဆိုရင်တော့ကြောက်ပေါ်မှာစောက်ထားတဲ့အိမ်နဲ့တူလိမ့်မယ်အဲ့ဒါကြောင့်ခင်မွန်းတဲ့တွေသိအိမ်ကိုသင်ဘဲအပေါ်မှာစောင့်နေလေကိုပြန်ပြီးတော့မေကွန်းထုတ်ပါ17ချက်မြောက်ကြပါလဲဆိုရင်သဟဇာတဖြစ်စွာအနေထိုင်ပြီးတသားတဲ့အဖြစ်ရှင်တန်ပါလားဒီမှာအပေါကျန်ခန်းချင်းနဲ့အငယ်24မှာပြောထားလဲထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွန့်၍ကိုခင်ပွန်း၌မိဝဲသဖြင့်ထိုသူတို့သည်တသားတကိုသည်ရလိမ့်မည်တသားတကိုဒီလို့ပြောတဲ့နေရာမှာတော့နားလေပိတ်ကိုလွယ်နော်စိတ်နှလုံးကလည်းတညီတညွတ်တည်းဖြစ်ရမယ်အပြဲလဲနားလဲမှုတွေရှိရမယ်ရုပ်ပိုင်းနဲ့စိတ်ပိုင်းကပေါင်းစည်းခြင်းရှိရမယ်ဒီအရာတွေကကျမတို့သိကိုနားလဲလို့ရတဲ့အရာတွေဖြစ်တယ်အဲဒါကြောင့်သာဝရဖျားအိမ်ကိုစောက်တော်မမူဘူးဆိုရင်စောက်တဲ့သူတွေကလည်းအချီးနှီးပဲဖြစ်တယ်လေအဲ့ဒါကြောင့်အမျိုးသားတွေအနေနဲ့ကိုခင်မွန်းနဲ့တသားတကိုဒီဖြစ်အောင်ဘယ်လိုလှုပ်ဆောင်ကြမလဲသိကိုအရေးကြီးတယ်အဲ့ဒါကိုအနေနဲ့လစ်လာပြီးတော့မှလှုပ်ဆောင်သွားရမှာဖြစ်တယ်အိမ်ထောင်မှာစကားပြောတာသိကိုအရေးကြီးတယ်ငါရှာထားတဲ့ဟာငါအိမ်ငါဥစ္စာငါသားသမီးငါဆိုတဲ့အရာထက်ငါတို့ဆိုတဲ့အရာတွေပြောဖို့အတွက်သိကိုအရေးကြီးတယ်တခါလေသားသမီးနာကရကနစ်ကလေးလိမ္မာတဲ့ငါကလေးမကောင်းတဲ့အရာနစ်ကလေး
လေးငါကလေးဆိုပြီးတော့ပြောတတ်ကြတယ်ပေါ့နော်ဒီအရာတွေအစားငါတို့ဆိုတဲ့အရာတွေကိုပုံဖို့အတွက်တိတ်ကိုအရေးကြီးတယ်နောက်ဆုံးတစ်ချက်ကတော့ဗာလဲဇနီးမယားတွေကိုမကြိုက်တဲ့အရာလုပ်တဲ့ခါမှာခွင့်လွတ်ပါပြန်လဲတင်မြတ်အောင်လှုပ်ဆောင်ပါဒီမှာကောလောတက်3ငွေ73မှာပြောထားလဲအချင်းချင်းတီးခံပြီးတော့အပြစ်ကိုလွတ်ကြလောတဲ့အနီရောင်နဲ့ဟာကိုပဲကျွန်မဖတ်ပြပါတော့ဆိုတော့ခရစ်တော်ကကျွန်မတို့ရဲ့အပြစ်ကိုလွတ်တယ်လို့မျိုးခင်မွန်းတယ်တွေနဲ့လည်းပဲကိုဇနီးမယားတွေကိုမကြိုက်တာလုပ်တယ်အပြစ်ကျူးလွတ်နေဆိုအမြဲတမ်းခွင့်လွှတ်ရမှာဖြစ်တယ်ရခင်ကပြောထားလဲ90လီပေါ့နော်ခွင့်လွှတ်ရမှာဖြစ်တယ်ဆိုတော့သဘောတရားကအမြဲတမ်းခွင့်လွှတ်ရမှာဖြစ်တယ်ကျမတို့အနေနဲ့နေနော်အများဆုံး9ကြိမ်ပဲခွင့်လွှတ်မယ်နော်3ကြိမ်ပဲနော်ဒါနေလောက်တာဘယ်နှကြိမ်မြောက်ရှိပြီနော်ဆိုတာထက်ပေါ့နော်ဘုရားရှင်စံနမူနာထားပြီးတော့အသက်ရှင်ရမှာဖြစ်တယ်ဒီလိုခွင့်လွှတ်ခြင်းတရားကိုလက်ကင်စွာဆွဲထားရမှာဖြစ်တယ်ခင်မွန်းတယ်တွေနဲ့ပေါ့နော်ပြီးတော့ခင်မွန်းတယ်တွေနဲ့စိတ်နှလုံးကိုတန်ရှင်းထားဖို့လိုအပ်တယ်ကိုယ်ဇနီးမယားပေါ်မှာမနာလိုဝန်တိုတဲ့စိတ်တွေဟိုအတိတ်ကလှုပ်ခဲ့တဲ့အမားတွေကိုပဲပြန်ပြောပြီးတော့မှဒီအမားတွေကိုပဲလေဇနီးမယားကအမားတစ်ခါလှုပ်ခဲ့တဲ့အမားနှစ်ခါကျူးလွန်ခဲ့ဆိုဒီအမားတွေပဲထပ်စဉ်းစားပြီးဒီအမားကိုပဲပြန်ပြီးထပ်ခါပြောပြီးတော့အပြစ်တင်နေတာတွေဒီလိုစိတ်ထားမျိုးတွေမမွေးဖို့အတွက်တိတ်ကိုလိုအပ်တယ်ပြီးတော့ပြန်လက်သိမြတ်ဖို့အတွက်ပေါ့နော်အမြဲတမ်းလှုပ်ဆောင်မှာဖြစ်တယ်ဒီလိုလှုပ်ဆောင်ဖို့ကဇနီးမယားနဲ့အမြဲတမ်းအတူတူဆုတောင်းရမှာဖြစ်တယ်ဆုတောင်းပြီးတော့မှဒီခင်ချင်းတရားတွေခွင့်လွှတ်ခြင်းတရားတွေရှိဖို့အတွက်အမြဲတမ်းတောင်းခံရမှာဖြစ်တယ်ဒီလိုတောင်းခံမယ်ဆိုဘုရားသခင်ကကိုယ်ပေးမှာပဲပေါ့နော်ဆိုတော့ပြီးတော့ကိုယ်အနေနဲ့မားတယ်ဆိုလို့ရှိရင်လည်းအမြဲတမ်းဇနီးမယားစီကနေပါနော်ခွင့်လွှတ်ခြင်းကိုရဖို့အတွက်အမြဲတမ်းလှုပ်ဆောင်ပါငါ့ကိုခွင့်လွှတ်ပါငါလုပ်ခဲ့တဲ့မကြိုက်တဲ့အရာတွေကိုပေါ့နော်ဘယ်လိုမျိုးလုပ်ရမလဲလို့ပြင်ရမလဲဒါမျိုးတွေပေါ့နော်အမြဲတမ်းမင်းနေဖို့အတွက်လိုအပ်တယ်ပြီးတော့မှငါမိမနဲ့ငါပြဿနာစိတ်ကောက်စရာတစ်ခုရှိရင်ဘယ်လိုမျိုးပြန်လဲသိမြတ်အောင်လုပ်မလဲငါမိမငါ့ကိုဒီထက်မကအချစ်အောင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲဒီအရာကိုအမြဲတမ်းထပ်သွင်းစဉ်းစားရမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်နှလုံးသားထဲမှာငါမိမငါ့ကိုချစ်အောင်ငါဘယ်လိုပို့ပြီးတော့လုပ်ရမလဲဒီအရာတွေထက်လာမယ်ဒီအရာတွေကိုထည့်မယ်ဆိုရင်တခြားသောမိမတခြားသောစုံစမ်းခြင်းဆိုတာဝင်လာဖို့အတွက်အတားဖြစ်စေလိမ့်မယ်အတားစီခြံခတ်ပြီးသားဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ကျမတို့အိမ်ထောင်တွေနဲ့တတိထားမှာပါလဲဆိုခွင့်လွှတ်ခြင်းမရှိတဲ့အိမ်ထောင်ကြီးကဘာနဲ့တူလဲဆိုလေထဲမှာအသက်ရှူဖို့အတွက်အောက်ဆီဂျင်မရှိတဲ့အိမ်နဲ့တူတယ်တဲ့အောက်ဆီဂျင်မရှိရင်တော့အသက်ရှူလို့မရနော်သေမှာပဲအဲ့ကြောင့်ခင်မွန်းတဲ့တွေနဲ့ကိုယ်ဇနီးမယားနဲ့ပြန်လဲတင်မြင့်ခြင်းတွေမရှိဘူးခွင့်လွှတ်ခြင်းတွေမရှိဘူးဆိုရင်တော့ဒီလိုမျိုးလေထဲမှာမရှိရနော်အသက်ရှူဖို့အတွက်အောက်ဆီဂျင်မရှိတဲ့အသက်တာမျိုးနဲ့ပဲတူလိမ့်မယ်အဲ့ဒီအရာကသေနေတာနဲ့အတူတူပဲပေါ့နော်ဒီအရာတွေကဆိုရင်ဒီ12ချက်ဆိုလို့ရှိရင်နှုတ်ကပတ်တော်ကကျမတို့ကိုရှောက်လန်းဖို့အတွက်ပြောထားတဲ့အရာဖြစ်တယ်ဒီအနေနဲ့လိုက်ပြီးတော့လှုပ်ဆောင်ဖို့အတွက်ငါမလုပ်နိုင်ဘူးငါမတတ်နိုင်ဘူးဆိုတာမဟုတ်ဘူးငါမလုပ်နိုင်တဲ့အရာဆိုတာတစ်ခုမှမရှိဘူးဘုရားသခင်ရဲ့ခွန်အားနဲ့ဆိုရင်သင်မလှုပ်ဆောင်နိုင်တဲ့အရာဆိုတာတစ်စုံတစ်ရာမှမရှိဘူးဘုရားခွန်အားနဲ့သွားမယ်ဘုရားသခင်ဉာဏ်ပညာကိုရှာမယ်ဘုရားအလိုရှိတဲ့အသက်တာမျိုးနဲ့သင်အသက်ရှင်ဖို့အတွက်လိုလားမယ်ဆိုလို့ရှင်တော့ဒီအရာတွေကသင်အတွက်ပဲဖြစ်တယ်ဘုရားသခင်ပြောနေခြင်းကလည်းသင်ကောင်းစားဖို့အတွက်သင်မိသားစုပျော်ရွှင်ဖို့အတွက်သင်ကိုယ်တိုင်ပျော်ရွှင်ဖို့အတွက်နဲ့သင်အញ្ញံချရတဲ့သင်စနီမယားပျော်ရွှင်ဖို့အတွက်ပဲဖြစ်တယ်မြေကြီးပေါ်မှာကောင်းကင်ဒုက္ခကိုပေါ့နော်ခံစားစေဖို့အတွက်ပဲခံစားနိုင်စေဖို့အတွက်ပဲရည်ရွယ်ထားခြင်းဖြစ်တယ်ဆိုခင်မွန်းတဲ့ရင်းနဲ့ဒီအချက်အားလုံးကိုပေါ့နော်ရှောင်လန်းနိုင်တဲ့သူအယောက်ချင်းစီတိုင်းဖြစ်ပြီးပျော်ရွှင်သားရတယ်အိမ်ထောင်တစ်ခုကိုဖန်တီးနိုင်တဲ့ခင်မွန်းဖြစ်ပါစေလို့ပြောရင်းနဲ့အားပေးခြင်းနဲ့အယောက်ချင်းစီတိုင်းကိုဘုရားကောင်းချီးချပေးပါစေ